နာရူတိုကမတူညီရဲ့မျိုးနွယ်စုတွေစီမှာမွေးဖွားခဲ့တာလိုမျိုးတကယ်လို့အဲ့လိုမွေးဖွားလာခဲ့ရင်နာရူတိုရဲ့ဘဝကဘလို့ပြောင်းလဲသွားမဲ့ဆိုတာကိုခံမှန်းရတာအတော်လေးစိတ်ဝင်စားပါတယ်ဖြစ်နိုင်တာကနာရူတိုရဲ့ဘဝကအဲ့လောက်ကြီးတနာစရာကောင်းတော့မှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့မှာတော့နာရူတိုကိုတခြားကလန်တစ်ခုမှရှင်းသန်းလာစေပြီးသူ့ဘဝကဘလို့ပြောင်းလဲသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြရအောင်။ဥဇူမာဂီကလန်ကအခုချိန်မှာမရှိသလောက်ရှားတဲ့မျိုးနွယ်စုတစ်ခုဖြစ်ပြီးသူတို့ကတခြားမျိုးနွယ်စုမှာမရှိတဲ့အထူးစွမ်းရည်တွေရှိကြပါတယ်။ဥပမာချက်ကရာအများကြီးကိုတိုးလောင်ထားနိုင်တယ်လို့အသက်ရှည်ကြပြီးစီးလင်းနေပြကြကိုပါသုံးနိုင်ကြပါတယ်။ဒါပေမဲ့ဒီဇယ်လန်တစ်လျှောက်လုံးမှာနာရူတိုသူ့မျိုးနွယ်စုရဲ့ထူးခြားခြားစွမ်းရည်တွေကိုအသုံးပြုတာမတွေ့ခဲ့ရပါဘူး။တခုရှိတာကတော့သူ့ရဲ့စတာမီနာကတော်တော်လေးမြင့်နေဆိုတာပါပဲ။ဒါပေမဲ့ဒီစတာမီနာကလည်းဥဇူမာဂီမျိုးနွယ်ကြောင့်ဆိုတာတဲ့အကြောင်းမျိုးကြောင့်ဖြစ်လာတာပါ။ဒါအပြင်နာရူတိုကသူ့မျိုးနွယ်စုနဲ့ဆက်သွယ်မှုနေပါပြီးသူ့ကိုယ်သူတော်ဥဇူမာဂီမျိုးနွယ်ကမှမှတ်မိနေုံသာရှိနေပါတယ်။ဒါကြောင့်နာရူကိုထင်ရှားတဲ့မျိုးနွယ်စုတွေထည့်လိုက်မယ်ဆိုရင်ဇလန်ကတမျိုးတစ်ပုံကြည့်လို့ကောင်းသွားနိုင်ပါတယ်။အကောင်းဆုံးကတော့ဥချီယာကလန်ဖြစ်ပြီးသူ့ကိုဆတ်စကဲနဲ့အတူတူကြီးပြင်းစေလိုက်ပါမယ်။ဥချီယာတွေရဲ့ main family ဖြစ်တဲ့ဖူကာကိုနဲ့မာဂိုတိုတို့ကအီသာချီကိုမွေးဖွားခဲ့ကြပြီးဆတ်စကဲကိုမွေးခဲ့ကြဆိုနောက်ထပ်15လကြာပြီးချိန်မှာတော့နာရူကိုကိုဝင်လဲထားရပြီမလို့ကလန်အဖွဲ့ဝင်တွေအားလုံးကဂုဏ်ပြုပေးလာကြပါတယ်။တချိန်တည်းမှာပဲခူရှီနာကလည်းသူမရဲ့အချစ်ဆုံးတငယ်ချင်းမာဂိုတိုနဲ့အချိန်အတူလောက်မှကိုဝင်ရခဲ့ပါတယ်။နာရိုမွေးဖွားလာတဲ့အချိန်မှာခလေးကောင်းပေါ်ကဘွေခက်ကြီးကြီးတစ်ခုရှိနေတာကြောင့်သူတို့ကနာရိုဆိုပြီးနာမည်ပေးလိုက်ပါတယ်။ခူရှီနာမွေးဖွားရမယ့်နေရာရောက်လာပြီးသူမမွေးဖွားရမယ့်နေရာကလှုပ်ဝက်ချက်ကြီးတစ်ခုဖြစ်လာပါတယ်။ခူရှီနာကမျိုးနွယ်စုအတွက်အလွန်အရေးကြီးတဲ့တာဝန်တစ်ခုကိုထားဆောင်နေသူဖြစ်ပြီးသူမကိုယ်ထဲမှာခရူးမကိုထိန်းချုပ်ထားရသလိုဟိုကာခဲရဲ့ဇနီးအဖြစ်နဲ့ရင်သွေးလွှဲထားရပါသေးတယ်။ဒါကြောင့်မွေးဖွားတဲ့နေရာနဲ့အဆောက်တွေကအလွန်လှုပ်ဝက်ထားပြီးအတွင်းလူနေတာရှိပါတယ်။နောက်ဆက်ဘာဖြစ်မယ်ဆိုတာကတော့ကျွန်တော်တို့အားလုံးသိပြီးသားပါ။တရွာလုံးကြောင်းရဲမှုတွေနဲ့ထွက်ပြေးနေကြတော့အီတာချီကတော့အိမ်မှာပဲရှိနေသေးပါသူရွာရဲ့အကောင်ဝယ်နေရာကိုတွားကြည့်ပေမဲ့မတော်နိုင်နေပါဘူးဘာလို့လဲဆိုတော့သူ့မှာညီလေး2ယောက်ရှိနေပြီး2ယောက်စလုံးကလမ်းမလျှောက်နိုင်သေးပါဘူးတယောက်က4ဘက်တောင်မတော်တတ်သေးပဲတယောက်ကတော့မေးကစားကလေးပဲရှိပါသေးတယ်ဆာစကဲကနာရူတိုတဲ့အရွယ်ကြီးပြီးအလေးချိန်နဲ့ပိုများတာကြောင့်အီတာချီသူ့ကိုချီဖို့လက်နှစ်ဖက်လုံးအသုံးပြုရပါတယ်ဒါကြောင့်နာရူကိုချီဖို့လက်မအားတော့ပဲညီတယောက်ကိုထားပြီးထွက်သွားဖို့ဆိုတာကမဖြစ်နိုင်တာကြောင့်သူထွက်မလာခဲ့ပါဘူး။အီဇူမီအိမ်ထဲဝင်လာပြီးဘက်ကတဲကနာရူကိုချီထုတ်လိုက်သလိုအီတာချီကိုပြန်ကြည့်လာပြီးသူမနာရူကိုကူချီပေးမယ်လို့ပြောလာပါတယ်။ဒါကြောင့်အီတာချီဆာစကဲကိုချီလိုက်ပြီး2ယောက်လုံး90ရဲ့တိုက်ခိုက်မှုကနေလွန်မြောက်ဖို့အကာအကွယ်ဘက်ကိုသွားကြပါတော့တယ်။ဒီတိုက်ခိုက်မှုကတော်တော်ဆိုးဝါးခဲ့ပြီးအစာအုပ်တွေအများကြီးပျက်စီးသွားသလိုလူတွေအများကြီးလည်းတည်ဆုံးခဲ့ကြရပါတယ်။အချိန်ကြာလာတဲ့အမျှမျိုးဆက်သစ်တွေကြီးလာကြပြီးအကယ်ဒမီထဲမှာအိုချီယာတွေရဲ့စိတ်ဓာတ်တွေကညှော်နှဲလာခဲ့ကြပါတယ်။ရွာသားတွေကနိုင်လေးကိုမီနာတိုသူ့ဇနီးကိုလည်းချိတ်ပိတ်လိုက်ကြတဲ့အတွက်ကျေးဇူးတင်ကြပြီးအဲ့ဒီမိစ္ဆာကသူမနဲ့အတူတည်ဆုံးသွားပြီးတော့ယုံကြည်လိုက်ကြပါတယ်။ဒါပေမဲ့တေးပြီးဆိုတာမသိမျိုးတွေဖြစ်ပြီးတဘောဝဆွဲရင်တွေကနေပြန်လည်ဖွဲ့စည်းပြီးမပြီးဆုံးနိုင်အောင်ပြန်ရှင်လာတတ်ကြပါတယ်။ဒါကိုသိထားကြတဲ့ရွာသားတွေလည်းခရူးမပြန်လာပြီးသူတို့ကိုထပ်တိုက်မှာကိုကြောက်တယ်လို့ဦးချီယာတယောက်ယောက်ကထိန်းချုပ်ပြီးသူတို့ရွာကိုဖျက်ဆီးလာမှာကိုလည်းကြောက်ကြပါတယ်။ပြည်သူတွေကအရန်စိတ်ပူနေကြတာကြောင့်ဒန်ဆိုလည်းဦးချီယာတွေကိုဖယ်ရှားပြဖို့ဆုံးဖြတ်လိုက်ပါတယ်။နာရိုနဲ့ဆတ်စကဲတို့ကအရွယ်တူကြတာမလို့သူတို့အတူတူလေ့ကျင့်ကြသလိုအကယ်ဒမီမှာအတူတူအချိန်ကုန်ကြတာကြောင့်2ယောက်လုံးတငယ်ချင်းတော့အများကြီးမလိုခဲ့ကြပါဘူး။သူတို့တယောက်နဲ့တယောက်ကသာအကောင်းဆုံးတငယ်ချင်းတွေလိုဖြစ်နေကြပြီးလိုအပ်တဲ့အချိန်တိုင်းမှာလည်းအချင်းချင်းအနားမှာရှိနေပေးတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီညမှာတော့သူတို့အကယ်ဒမီကလည်းအိမ်ကိုပြန်ပြေးလာကြချိန်မှာနောက်ကျနေခဲ့ပါပြီ။သူတို့လေ့ကျင့်နေရင်လည်းညစာစားချိန်ကိုမေ့သွားကြပြီးအခုဒီအသေးအသက်ပြန်လာကြပါတယ်။အိမ်ဘက်ကိုပြေးလာရင်သူတို့နှစ်ယောက်ဟာသားတွေပြောလာကြတော့ရီမောလာကြပြီးပတ်ဝန်းကျင်ကိုတော့အာယုံမဆိုင်မိတာကြောင့်ထူးဆန်းနေတဲ့အရာတွေကိုသတိမထားမိလိုက်ကြပါဘူး။သူတို့နှစ်ယောက်ဘာတွေဖြစ်နေလဲမသိကြပဲပျော်ပျော်ရွှင်မဲ့ပြန်လာကြပြီးအိမ်ပြန်ရောက်တော့အမောင်တွေကနေတကားဖွင့်ဝင်လာလိုက်ကြပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးဗိုက်စားနေကြတာမလို့သူတို့အမေကိုတွားလို့ပြီးဟင်းဘလို့ချက်ရမလဲမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တေချာပေါက်အရိုက်ခံလောက်ရပေမဲ့အစာအိမ်နာမာနဲ့ဆိုင်တင်မနာတာကပိုကောင်းပါတယ်။ဆက်စကဲတယောက်မာဂိုတိုနဲ့ဖူကာကူတို့အခန်းဘက်ကိုတိတ်တိတ်လေးရှောက်လာပြီးတကားရှိရောက်ချိန်မှာမေမေတို့ခေါ်လိုက်ပါတယ်။ဆက်စကဲခေါ်လိုက်တာနဲ့တပြိုင်နက်သူ့ရှိမှာသွေးတွေနဲ့ဖုံးလွှမ်းနေတဲ့အီသာချီကိုမြင်လာရပြီးလန့်သွားပါတယ်။နာရိုကတော့မိဖို့ချောင်းထဲမှာစားစရာရှာနေတော့မှအခန်းထဲကိုတယောက်ယောက်ဝင်လာတဲ့ခြေစံကိုကြားလိုက်ရတာကြောင့်ဆက်စကဲတို့ထင်လိုက်ပြီးသူရှာတွေ့ထားတဲ့ပတ်ဝန်းနယ်ကိုမျှစားဖို့ကျန်လိုက်ပေမဲ့နာရိုလက်ကြည့်လိုက်ချိန်မှာအီသာချီကိုတွေ့လိုက်ရပါတယ်။သူ့မန်ကီကိုရှယ်ရင်ကမီးတောက်လို့လင်းနေပြီးအမ်ဘူအင်ဂျီပေါ်မှာလည်းသွေးပပတက်လာကတ်နေတာကိုနာရိုသတိထားမိလိုက်ပါတယ်။ဘာဖြစ်တာလဲလို့နာရိုမေးလိုက်ချိန်မှာမန်ကီယိုရှယ်ရင်ကစတင်လဲပဲသွားပြီးကန်ကျူစုတွေကိုရောက်သွားပါတော့တယ်။အဲ့ဒီအထံမှာအီသာချီအင်ကြီးချင်းတွေကိုတတ်နေတာတွေသူတို့မိဘတွေကိုတတ်နေတာတွေကိုမြင်လိုက်ရပြီးနောက်ဆုံးသူမအသက်ခံလိုက်ရတာကိုထက်ကတကမြင်လိုက်ရပါတယ်။နာရိုမျက်လုံးဖွင့်လိုက်တော့မျက်ရည်တွေနဲ့ရွှဲနေတဲ့ဆက်စကဲရဲ့မျက်နှာကိုမြင်လာရပြီးမသေးပါနဲ့လို့ဆက်စကဲကအော်နေခဲ့ပါတယ်။အဲ့ဒီအချိန်နာရိုသတိထားမိလိုက်တာကတော့အမောင်ထဲကဆက်စကဲရဲ့မျက်လုံးတွေကရှယ်ရင်ကဖြစ်နေပြီးဆိုတာပါပဲ။တလုံးချင်းစီမှာထုံမိုးဝဲတစ်ခုစီရှိနေပြီးဆက်စကဲလည်းနာရိုမျက်လုံးတွေကရှယ်ရင်ကပြောင်းနေမှတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်အီသာချီကိုမတိုက်နိုင်တဲ့အပြင်အီသာချီရဲ့ရှယ်ရင်ကလည်းပါရောက်သွားကြပါသေးတယ်။သူတို့နှစ်ယောက်ကိုအသက်ရှင်ဝင်ပေးထားတဲ့တခုတည်းသောအကြောင်းရင်းကတော့သူတို့ထဲကတယောက်ကိုမန်ကီယိုရှယ်ရင်ကိုနိုးထလာမယ်လို့မျှော်လင့်ထားတာကြောင့်ပါအခုတော့ငါ့ကိုမုံပြီးနာကျင်မှုထဲမှာနေထိုင်ကြအားကောင်းလာကြငါနဲ့အတူတဲ့မျိုးလုံးတွေရလာတဲ့အခါမှသာငါနဲ့ရှင်ပြိုင်ဖို့ထိုက်တန်မယ်လို့ပြောလာပါတယ်အဲနောက်မှာသူတို့နှစ်ယောက်ပေါ်ဂန်ကြီးစုနောက်တစ်ခါသုံးလာပြီးမိဘတွေတင်ဆုံးသွားတဲ့မြင်ကွင်းကိုထက်ကမြင်တွေ့စေလိုက်ပါတယ်သူတို့နှစ်ယောက်လုံးကစိတ်တရားတွေပြင်းထန်ခဲ့ကြတာကြောင့်မကြာခဏငုံနေတတ်ကြသလိုကြောက်ရွံ့နေကြပြီးအစားလည်းကောင်းကောင်းမစားကြပါဘူးဒါကြောင့်အလွန်ပင်ပန်းနှွမ်းနေပြီးအိပ်စက်မှုလည်းနေပါခဲ့ပါတယ်ဆေးရုံမှာ14ရက်လောက်နေပြီးတဲ့နောက်မှာအိမ်ပြန်လို့ရကြပါပြီ
ဆန်စကဲကသူတို့နှစ်ယောက်ထဲမှာပို့ပြီးရန်လိုတက်တဲ့သူဖြစ်လာခဲ့ပြီးတခြားသူတွေနဲ့အပေါင်းအသင်းမလုပ်ပေမဲ့နာရိုတိုကိုတော့တခြားသူတွေစီကနေကာဝယ်ပေးတတ်ပါတယ်ဟီရိုဆန်ကသူတို့နှစ်ယောက်ကိုတစ်ဖွဲ့တည်းထားဖို့ဆုံးဖြတ်လိုက်ပြီးသူတို့ကိုခါခါရှိဟာတာခဲလက်အောက်မှာဆာကူရာနဲ့အတူတူတစ်ဖွဲ့တည်းချပေးလိုက်ပါတယ်ဆန်စကန်နဲ့နာရိုတို့နှစ်ယောက်သာအီတာဂျီကိုတတ်နိုင်ဖို့အတွက်အင်အားတွေရှိတာကိုစူးစမ်းသွားကြမှာဖြစ်ပြီးဇန်လန်ကိုဒီရက်ရှည်ချင်းထက်ချီလို့ရသေးပေမဲ့ဘရိုတို့ပြင်းနေမှာဆိုလို့ဒီမှာပဲရက်လိုက်ပါပဲတကယ်လို့ပတ်တူးကိုဆက်စစ်ချင်သေးတယ်ဆိုရင်တော့ကောမန့်မှာမှန်သွားကြလို့ရပါတယ်